ရုပ်တွေ့တာတေးကြတယ်လို့မလိန်နဲ့နော်မလိန်ပါဘူးဆိုမှကဲကျမအကြိုက်မလဲဒီမှာကျမအကြိုက်တိတာယူလို့ရရပေါ့ဘာယူကုန်ယူလို့ရရပေါ့မဟုတ်လေဟိုလွန်တော့မလွန်စင်းနဲ့လေထုံထုံတိတာပြီကိုကစီနေရတယ်ကဲအခုကရောကျွန်တော်ညနေကျရင်အလုပ်ကိစ္စနဲ့ခီးသွားမှာပေါ့နော်ထုံးစံတိုင်းတော့နန်းကျဲစင်အောင်အဝတ်တွေထည့်ဘလို့ပုံစံနဲ့ထည့်နေလဲဆိုတာလာကြည့်ကြည့်ရအောင်ဘလို့ပုံစံနဲ့ထည့်ရမှာဘာပြောနေတာမထည့်အောင်ရှုံနေတာဘယ်ရရင်စထည့်ထည့်အောင်ထည့်နေတာကွယ်ဟိုစိတ်ကောက်ပါဘူးကွယ်မရှုံဟောရလားရုပ်ကြီးကကြည့်ရသိလာပါတယ်စိတ်ကောက်လဲပါကောက်ပါဘူးဆိုပါစိတ်ကောက်ပြီးတော့လကားသူစိတ်ကောက်တာအတီးကကျွန်တော်ကြောင့်ပေါ့နော်သူ့မွေးနေ့မှာကျွန်တော်ကလည်းအမရုပ်ရှင် pressure ကိစ္စရင်းနဲ့ပြီးတော့ကြည်လာကြီးရဲ့ပရိသတ်တွေကို surprise လုပ်တာနဲ့ဘာညာနဲ့ဆိုသူ့မွေးနေ့ကိုဘာမှမလုပ်ပြီးပြန်လက်ဆောင်လည်းဘာမှမပေးပြအဲ့ဒါနဲ့ကျွန်တော်ဒီနေ့ပေါ့နော်တစ်တော့ကနေပြီးရှာထားရှိတယ်သူ့အတွက်လက်ဆောင်လေးစီစဉ်ပေးခြင်းလို့နော်အိုင်ပြောနာနိုင်ဟိုကိုယ့်ရဲ့အပြင်ခဏသွားအောင်ဟုတ်ကဲ့သွားပြီးတော့အဲ့ဒီကျရင်ပစ္စည်းထည့်ရအောင်မယ်ဟိုမှာစကင်ကဲဘူးတွေရောရှိတယ်ဘာလို့အားရထည့်ရမှာမဒီအိမ်တော့စမ်းဒါပါခြေသုံးတော့လက်ဆောင်တွေဝယ်ပေးခြင်းလို့ပါလက်ဆောင်ပါပဲလက်ဆောင်ပဲတေးကြလို့လားရုပ်တွေ့တာတေးကြတယ်လို့မလိန်နဲ့နော်မလိန်ပါဘူးဆိုမှကဲအကောင်းဆုံးလေလာတိုင်းတေးကြတယ်လာပါထက်ဒါမလေးနာထက်တော့ပါဒီမှာစကင်ကဲလေးပဲထည့်ရုံပဲကဲပါညနေကနောက်ကျရင်လားဒီထားခဲ့လားလေးယူလိုက်တာစေအောင်မလေးဟိုမှာကစအိတ်လာမယ်လားတကယ်သေးကြနော်ဟိုတေးကြပါတယ်ဆိုမှအေးတော့လာပါရှင်မင်္ဂလာပါညီမလေးကဲကြိုက်တာလားဒီမှာကြည့်ပြီးတော့နားရနော်အင်းကြီးတော်ပွဲတက်တဲ့အထီကိုရှိတာထသွားထလာနေဟောထသွားထလာနေပွဲတက်တဲ့အထီကိုရှိရကြိုက်တာယူလို့ရရပေါ့ဘာယူကုန်ယူလို့ရရပေါ့မဟုတ်လေဟိုလွန်တော့မလွန်စင်းနဲ့လေထုံတိပါပြီကိုကစီနေရလဲဟိုကြည့်ကြိုက်တာတော့ယူမယ်နော်ကိုယူပါမြူနဲ့တော့ပြောပါဘူးယူပါမကြည့်အောင်ဒါလေးဆိုရမ်းလာနော်ဒါလေးဆိုတော်လာဒါလေးဟိုကလင်းပလင်းလေးပေါ့သူကဒါဆိုလို့ရှိရင်ကိုပြောသလိုဟိုတယ်လို့ဟာရှင်းလို့ဟာဗာလဲဒင်နာလေးတွေရောပွဲတက်လေးတွေရောရရတယ်ဒီကြီးလေးဆိုလို့ရှိရင်လေအေးဒါလေးတွေဆိုလဲလာဒါဆိုလို့ရှိရင်လေဟိုဟာစကတ်နဲ့လည်းရတယ်ဂျင်းမောင်းဘီနဲ့လည်းရတယ်နော်နည်းနည်းပို့ပြီးတော့ဟိုဟာလူလက်ပိုင်းနေဆိုလို့ရှိရင်လည်းဟိုမျိုးအရှည်လေးတွေအဲ့ဒါမျိုးလေးနေလေဘယ်လိုစားရမျိုးလေးငယ်ဆစံလေးကုတ်လေးနော်မွေးနေ့ပွဲတို့ဘာလို့ကြအဆင်ပြေတယ်ဟုတ်တယ်အဲ့လိုမျိုးလေးဘာသာဒီဇိုင်းနှမျိုးရှိတယ်လိုမျိုးလေးနဲ့ဒါလေးနဲ့ဟုတ်တယ်တန်တောင်းလေးတော့ခရီးသွားမှာဆိုဒါလေးဆိုရှင်ထည့်သွားလို့ကောင်းတယ်နော်အင်းမထည့်ပါဒါလေးဆိုအရင်လားကန်းကြီးတွေကိုဘာအောင်မှာတော့ဟုတ်တယ်ကန်းကြီးမှာလဲဝလို့ရတယ်ဒါမှမဟုတ်ရှင်ဟိုပါလေဖန်အန်သွားနေမလားသူများရဲ့ဖန်အန်မှာပြင်းနေလေဖန်အန်မှာပြင်းနေဖန်ပြေးတာလည်းဝလို့ရတယ်လေဒါလေးဆိုရင်အရင်လားဒီမဲ့ဒါဆိုအတွန့်ဖတ်အမလေးအရင်ကြိုက်ကျမအရင်ဟိုပါပေါ့ဟိုပါလဲအရင်တော့ဆိုဒီလိုဒီဇိုင်းတော့မဟုတ်ဒါတော့ update ဖြစ်တဲ့ဒီဇိုင်းလေးပေါ့အဲ့လိုလေးကြိုက်တယ်ဒါလေးဆိုဒါလည်းသူလည်းရောင်စုံရှိတယ်လူကလေအသားသာညိုတာဝစ်လိုက်ရင်ပန်းရအောင်ဒီမဲ့ပြည့်ရောင်လေဒီလိုဟာလေးလှဒီလိုမျိုးလေးပေါ့ဒီလိုမျိုးလေးလူငယ်ဆန်နေကွယ်တည်ရမလားအဲ့လိုမျိုးဟဲ့စကတ်လေး80ရလေညီမလေးဒါလေးယူမယ်နော်ဒါလေးပြီးတော့ပိတ်ဖောက်စာပုံစံလေးတွေက1 set လေးလည်းရှိတယ်ဒါ1 set ဒီလိုမျိုးလေးဒီလိုလေးလည်းရှိတယ်ဒါမျိုးလေးအရန်ကြိုက်တာတိလားကိုကဒါလေးကိုတိုက်မဟုတ်တဲ့အတွက်တိတ်မဝစ်ဖြစ်တာဒါမျိုးလေးကျန်စီကအရန်ကြိုက်တာကွယ်အဲ့လိုလေးဟာတော့1 set ရှိတာ1 set တော့အင်ဂျီထဲမဟုတ်1 set အော်ဘောင်းမီလေးနဲ့တင်းပထမစကတ်ထင်ကြည့်လိုက်တော်ဆုံးတာပဲဒီဆိုင်မှာတိလားတော်ဆုံးမှာကြည့်အရင်ရောအနုရောဒါလေးဆိုအဖက်လေးတွေနဲ့အဖက်လေးတွေကြိုက်တဲ့လူလေးဆိုရှင်ဒါလေးတွေကိုလို့ရတယ်မှာဆိုအယောင်လေးတွေကလည်းတော်တော်လှတယ်အယောင်လေးပန်းရောင်လေးတွေရောဒါကတော့ကျမအကြိုက်ပေါ့နော်လဲကျမအကြိုက်မလဲဒီမှာကျမအကြိုက်ဒါလေးဆိုလေကျွန်တော်ဟိုဟာလေးပွဲတက်လေးရတယ်ပြီးရင်ဒင်နာပွဲလေးတွေကျွန်တော်ဟိုဟာလေးဟို pressure မှာဒင်နာပုံစံလုပ်တဲ့ဟာလေးရှိရမလားကျွန်တော်ဒီအနုပညာလုပ်တဲ့သူရဲ့ဖြစ်တခြားဟိုဟာကုမ္ပဏီညလာစားပွဲတို့ဘာလို့ဆိုဒါလေးတွေတစ်ထည်တည်းနဲ့ပြီးသွားပြီဒါတစ်ထည်တည်းနဲ့ဝတ်လို့ရတဲ့ဟာလေးဒါဆိုရောင်စုံရှိရကွယ်အဖြူလေးတွေရောဒါဆိုလို့ရှိရင်ဒါပခွားရောင်လားမသိဘူးအဲ့လိုဟာလေးလည်းရှိရမှာခရမ်းလေးအပေါဟုတ်တယ်ဒါဆိုလို့ရှိရင်ဘေးဓာရောင်လေးပေါ့ဒါဆိုတော်တော်လှတယ်လွင်မဲ့အရောင်လေးအဲ့ရလေးမစိုးရဒါလေးလှနောက်ကဟိုပန်းရောင်လေးဒီရောင်လားလေးလား
ဒါလေးလည်းလှလိုက်တစ်မျိုးပဲတစ်ခုတစ်မျိုးပုံစံမျိုးကြီးပေါ့ဒီဟာပုံစံမျိုးလေးရှင်းဆုံးမှပထမရှိရယ်နော်ဒါဒါမဲ့တော့ဇာလေးနဲ့ဆိုတော့တော်တော်မတူဒါလေးဆိုဒီနာပွဲတွေရရတယ်ပွဲတက်တွေလည်းရရတယ် pressure ပွဲတွေဆိုကျွန်တော်တို့ဟာအနုပညာလုပ်တဲ့လူဆို pressure ပွဲတွေဒါမှမဟုတ်ရှင်လည်းအပြင်က company မှာရှိရလူတွေဆိုလို့ရှင်လည်း dinner ပွဲတွေဆိုလည်းရတယ်ကိုတာနဲ့လိုက်တဲ့ဟာလေးနော်အဲ့လိုလေးဒါ ပွဲလေးရောဟိုစကတ်တို့ဘောင်းမီတို့ကြည့်အောင် အေးဘောင်းမီဂျင်းမောင်းမီလေးတွေပါလေညီမလေးဂျင်းမောင်းမီလေးရောဘယ်မှာဒီမှာမတွေ့ဘူးဂျင်းမောင်းလေးရဘယ်မှာရှိလဲ ဟောအပေါ်တက်မှာတဲ့ ခက်စားနေတော်တော်များများလေးဒီမှာကြည့်ဘောင်းမီအပွားလေးဒူးကြလေးဒီလိုမျိုးလေးဒါဆိုရှင်တစ်မျိုးသူဆိုရှင်လဲဟိုအပြဲပွားလေးဒီလိုပုံစံလိုအပြုံးအပြဲလေးလည်းရှိရပြီးတော့ဒီမှာကြည့်ဒီလိုဟာလည်းရှိရဒါလေးဆိုလဲတစ်မျိုးဒါမျိုးလေးဆိုရှင်းဆုံးမှမရှိသေးဘူးเนาะဒါလေးဆို you may လို့ အိမ်နေဆိုဒီဟာလေးဆိုမိုက်တယ်နော် အဲ့ဒါလေးဆိုလိုက်ဒါလေးဆိုလဲဒါဆို ဒီကောင်ကရောင်မဆောင်ဘူးလားဒီဟာလေးပို့လှတယ်ဒါလေးပို့လှတယ် လိုက်မယ်နော် ယူလို့ ပြီနော်ရပြီအောင်စေးမယ်ဒါလေးလက်တော်တယ်လှတယ်ဒီမလေးရောဒါအကုန်ယူမယ်နော်ယူလိုက်ပြီနော်ကို ယူလို့ ညီမလေးအဲ့ဒါကြီးလိုက်မယ်နော်အကောင်ကျေးဇူးပါမ ကျေးဇူးတင်ပါတယ် နောက်လည်းအားပေးပါဦးရှင် ဒါခဲ့မယ်နော်မကျေးဇူးပါသွားမယ်လူကျင်နာရသွားပြီ ကြာပါကျင်းတတ်ပြီလားကျင်းတတ်ပြီလား ကျင်းတော့ပြီ နော်လုံးနေနော် မလွန်ပါဘူးသိပါတယ်ရှင်းဆုံးမသားရှင်းဆုံးမဟုတ်လဲဒီမှာဒီ HNK ကပစ္စည်းအကုန်ဝယ်ပြီးတော့မှာနော် အခုခီးသွားလို့ရပြီပေါ့ခီးသွားပါ ညနေတောင်းအောင်မလားအခုသွားမယ်လားအထင်သိဖြစ်အကုန်ထည့်တော့ဥပါမလေးကျမအကုန်ထည့်တော့ဥပါနော်လာသွားမယ် HNK Fashion ဆိုင်မှာဆိုရင် Daily Week ကနေစပြီးကိုယ်အသေးလေးတို့ပွဲတက်ပါတီဒင်နာသွားတဲ့အဝတ်အစားတွေထိပါရှိတယ်နော်ရှင် HNK Fashion ဆိုင်ကိုလာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီနီကုန်းဂုံးတရအစင်းလေးမှာရှိပါတယ် page ကနေမှာယူခြင်းနဲ့ဆိုလို့ရှိရင်လည်း Facebook page HNK Fashion ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်လည်းရပါတယ်ရှင်